ဖေးလုပ်ငန်းထဲမှာဆိုရင်ဟိုတယ်တစ်ခုလုပ်မယ်ပေါ့ဟိုတယ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်အနည်းဆုံးအခန်း40နဲ့60နဲ့အထက်ဟိုတယ်တစ်ခုကိုငှားလိုက်တယ်ပေါ့နော်အဲ့ဒီမှာငှားပြီးတော့ရင်အဲ့ဒီမှာပဲ master license ထည့်လိုက်တယ်ထည့်ပြီးတော့အဲ့ဒီမှာပဲဒီဇိုင်နာမိတ်ဆွေတယောက်ကိုခေါ်ပြီးတော့ဟုတ်ပြီမင်းငါရဲမှာဒီဇိုင်နာလာဖွင့်ဆိုတာအဝတ်စားဒီဇိုင်နာပေါ့နော်ဘယ်လိုမျိုးနေရမယ်ထိုင်ရမယ်ပြီးတော့ရင်ဒါပြီးဒီဇိုင်နာဖွင့်ပြီးတော့ရင်အဲ့ဒီမှာပဲ DJ ဖွင့် DJ ဆိုတာအခန်းလုံးတစ်ခန်းဆိုစောက်ပေါ့နော်စောက်ပြီးတော့ DJ ကျွမ်းကျင်ပြီးတာမင်းဒီမှာလာပြီး DJ တင်တန်းဖွင့်အဲ့ဒီဟာမင်းပါစနေရမယ်ပြောပြီးရင်အဲ့ဒီမှာပဲ dancer ကတဲ့ဟာပေါ့နော်အဲ့ဒါဖွင့်ပြီးတော့လို့ရှိရင်အဲ့ဒီမှာပဲ model တင်တန်းဖွင့်ပြီးတော့ရင်ဒီ show event တွေအတွက် marketing အပြန်နေပြီးတော့လူက live ပေါ့ show event တွေဆိုတာကဒီကာ show ပွဲတွေပေါ့နော်ပြီးတော့လို့ရှိရင်အဲ့ဒီမှာပဲ sell လုပ်ပြီးတော့အဲ့ဒီကနေပြီးတော့ပဲအဲ့ဒီ hotel မှာပဲ advertising ကြော်ညာတဲ့ဟာလုပ်အဲ့ဒီမှာပဲဇလန်အတူလေးတွေရိုက်ပေးတဲ့ဟာတွေလက်ခံဇလန်အတူလေးတွေရိုက်အဲ့ဒီမှာပဲ cosmetic ရောင်းအဲ့ဒီမှာပဲအလှပြင်ဆိုင်လုပ်စပင်ဆိုင်လုပ်အဲ့ဒီမှာပဲအဝတ်စားဒီရောင်းပေးအဲ့ဒီမှာပဲ fancy ပစ္စည်းတွေရောင်းမယ်ပြီးတော့ရင်အဲ့ဒီကလူတွေကိုပဲအင်းဟုတ်ပြီမင်းတို့တင်မယ်ဆိုလို့ရှိရင်တော့ကားမောင်းတင်ပေးမယ်တက်ချင်တယ်လို့ရှိရင်အဲ့မှာပဲကားမောင်းတင်ပေးအဲ့ဒီမှာပဲ coffee ရိုက်တာတင်ပေးအဲ့ဒီမှာဘာသာစကားကိုထမင်းစားရေးတောက်လေးတွေ relationship လေးရှိတဲ့ဟာခေါ်တင်ပေးအဲ့ဒီအဆောက်အဦထဲမှာပဲအဲ့ဒါတွေအကုန်လုံးလုပ်ပြီးတော့အဲ့လူတွေစီကနေ personal issue လို့မလို့အခုဆိုရင် online ကနေပဲလုပ်ဒီ lady night သူတို့ကသူတို့လုပ်တယ်ဆိုလို့ရှိရင်နေ့ဘက်မှာပူနေတဲ့ကားတွေကိုအိမ်ညဘက်မှာပြန်သုံးပြီးတော့အဲ့ဒီထဲမှာပဲ photo studio ထားအဲ့ဒီထဲမှာပဲ dating software ကို service လုပ်ပြီးတော့အဲ့ဒီကနေပြီးတော့ပဲ TV channel လေးတွေလုပ်ပြီးတော့ရင်အဲ့ဒီကနေကိုပိုင်ကလည်း advertising channel တွေလုပ်ပြီးတော့ရင်အဲ့ရလူတွေနဲ့ online shop လုပ်ပြီးတော့လို့ရှိရင်ဒီ manager ခုတ်ပေးတဲ့ပုံမှာမူတည်ပြီးတော့ဒီ site တွေပေါ်မှာလိုက်ပြီးတော့လုပ်ပြီးတော့ရင်တချင်းဆိုတာတင်ပေးတဲ့လူလုပ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီအတွက်အရင်ကြီးကတော့အများကြီးမကုန်ဘူးအလုပ် operation တစ်ပတ်လုံးကိုအဲ့ရတော့လည်မယ်ဆိုလို့ရှိရင်တော့တစ်ချက်ပြောပေး